မျက်နှာဖုံးရဲ့လွှမ်းမိုးတာကိုမခံကျင်တော့တဲ့ Race ရဲ့စွန့်ပစ်မှုကြောင့် Damas ဟာ roster ဖြစ်ချင်နေတဲ့ဘန်ရဲ့လက်ထဲကိုရောက်သွားခဲ့ရပါပြီးခဲ့တဲ့အပိုင်းမှာ Race ရဲ့နာမည်ကိုရောင်းပြီးခေါ်မိသွားတဲ့ Hugo နဲ့ Archie တို့ကိုဘေးဟက်အကြောင်းစစ်ဆေးမေးမြန်းဖို့အတွက်ရဲစခန်းကိုခေါ်ဆောင်ခြင်းခံခဲ့ရပါတယ်ဘေးဟက်ကိုမသိဘူးလို့ဘူးခန့်ညင်းနေတဲ့ Archie နဲ့ Hugo ကို Callaway ကမင်းတို့လေးတွေဝစီပိတ်ကျင့်နေမယ်ဆိုရင်နှစ်ယောက်လုံးဒုက္ခရောက်သွားမယ်လို့ခြောက်လိုက်ပါတယ်ပိုပြီးကြောက်နေတဲ့ဟန်ရှိရဲ့ Hugo ဘက်ကိုလှည့်ပြီးတော့ Callaway ကမင်းတို့လိုငပြော်လေးတွေအတွက်ထောင်ဆူတဲ့နေရာကြီးကတကယ်ကိုကျန်းတဲ့နေရာပဲလို့ပြောရင်းနဲ့အပြေချောက်လိုက်ပါတယ်။နည်းနည်းလူရည်လေတဲ့အာကြီးကဒါတော့နည်းနည်းများတယ်ဆရာ။ကျွန်တော်ရှင်းနေတဲ့စကားပြောလို့ရမလားလို့မေးလိုက်ပါတယ်။အာကြီးရဲ့အမေကြောင့်ကဲလဝေးဟာပြုံးလိုက်ပြီးတော့ရှင်းနေတယ်လား။ရှင်းနေကလူဆိုးတွေပဲခေါ်လို့ရတာဒါလီရဲ့လို့ပြန်ပြောပါတယ်။အာချီတို့စီကဘာမှစစ်မရတဲ့အဆုံးမှာတော့ကဲလဝေးဟာအာချီတို့ကိုတေချာစောင့်ကြည့်ထားဖို့သူတပည့်တွေကိုမှားလိုက်ပြီးခြာတိန်ယောက်ကိုပြန်လှုပ်ပေးလိုက်ပါတယ်။အခြေအနေကိုစောင့်ကြည့်နေတဲ့ကေရီကအခြေအနေဘယ်လိုလဲလို့မေးတဲ့အခါမှာတော့ငါမျက်နှာကလိုချင်တဲ့ဟာရထားတဲ့ပုံစံပေါက်နေလို့ဒါလို့ခန်းကောင်းကောပြန်ပြောပါတယ်။အရာအလုံးကပြန်စားနေပြီဘေးဟက်ပြန်လာပြီဆိုတဲ့အကြောင်းအားလုံးကိုသတိပေးတင်နေပြီလို့ကေတီကအကြံပေးနေပေမဲ့ခဲလဝေကလက်မခံခဲ့ပါဘူး။ငါတို့ဒါဒီကိစ္စကိုတရားဝင်ထုတ်ပြန်လိုက်ရင်ဒီမျက်နှာဖုံးနောက်ကိုလိုက်နေတဲ့ကောင်မှန်သမျှကိုဖိတ်ခေါ်လိုက်တယ်လို့ဖြစ်နေမှာပေါ့လို့ခဲလဝေကပြောပါတယ်။ခဲလဝေကမျက်နှာဖုံးပေါ်မှာစိတ်မပြတ်သေးဘူးဆိုတာကိုရေးစားမိသွားတဲ့ကေတီကလူထိတ်လက်မှာတဲ့ပြိုင်ဘက်တွေပိုတိုးလာမှာကိုစိတ်ပူနေတာမှတ်လားလို့ပြန်သုံးပြန်ပါတယ်။တစ်ဖက်မှာတော့မျက်နှာဖုံးရသွားတဲ့ဘန်ဟာသူကြွေးကြော်ထားသလိုပဲ roster ဖြစ်လာဖို့အတွက် flat တစ်ခုရဲ့လူရေးဘွဲကိုသွားခဲ့ပါတယ်။ဘေးရမရာလှုပ်လေးရှိရဲ့ဘေးဟက်ရဲ့ထုံးစံအတိုင်းစရင်မပေးထားပဲလူရေးဘွဲတွေကိုဝင်သွားခဲ့ပါတယ်။မိကိုမှုတ်ဆက်တောင်မရှိတဲ့ကျူကြတဲ့အဲ့ဒီကလပ်လေးဟာဘေးဟက်ရဲ့အစွမ်းနဲ့ဖန်တီးထားတဲ့ခန္ဓာရဲ့ဖြောပြမှုတွေကိုအကြိုက်တွေ့သွားကြပါတယ်။ဒါကြောင့်ခါမဲကောက်ဆဲကလပ်ကဘန်ကိုပင်နိုင်ဆိုတော့ဖြစ်တမတ်လိုက်ကြပြီးတော့ဖြောပြပွဲပိုစတာတွေပါချက်ချင်းထုတ်ဝေလိုက်ကြပါတယ်။ရဲစခန်းကလွတ်လာတဲ့အာချီနဲ့ဦးကိုတို့ဟာ race ပြန်ရောက်လာတာကိုတွေ့တော့အံ့ဩသွားကြပါတယ်။ငါကမျက်နှာဖုံးကိုစွန့်ပစ်ဖို့လုပ်ခဲ့ပေမဲ့ဘန်ကမျက်နှာဖုံးကိုယူပြီးထွက်ပြေးသွားပြီလို့ race ကပြောတဲ့အခါမှာတော့ဘန်အကြောင်းကိုသိတဲ့အာချီကဟိုဒုက္ခပဲငါတို့ဘာဆက်လုပ်ကြမလဲလို့စိတ်ပြက်လက်ပြက်ညှိတွားလိုက်ပါတယ်။ race ကပဲဆက်ပြီးတော့ငါဒီကောင်ကိုလိုက်ရှာပါသေးတယ်။ဒါပေမဲ့မတွေ့ခဲ့ဘူးဒီပိုစတာတော့တွေ့ခဲ့တယ်လို့ပြောရင်းနဲ့ကာမဲကာဆယ်ကလပ်ရဲ့ကြော်ညာပိုစတာကိုထုတ်ပြလိုက်ပါတယ်။ဒါကြောင့်ကာမဲကာဆယ်ကလပ်ရှိရာကို Risk တို့၃ယောက်တာထွက်လာခဲ့ကြပါတယ်။အာချီတို့ကိုစောင့်ကြည့်နေတဲ့ကဲလာဝေးလူတွေရဲ့သတင်းပေးမှုကြောင့်ကဲလာဝေးတို့ဟာလည်းကာမဲကာဆယ်ကလပ်ရှိရာကိုရောက်လာခဲ့ကြပါပြီ။ကလပ်ဆိုတဲ့နေရာကဝါတာတို့လိုလူစိုးခိုင်းနေတဲ့ပတ်သက်နေတဲ့နေရာဖြစ်လို့ဝါတာကလည်းဘန်ဖြောပြနေတဲ့ကလပ်ထဲကိုရောက်လာပြီပဲဖြစ်ပါတယ်။ဘန်ကအစင်ပေါ်မတက်ခင်မှာကလပ်ပိုင်ရှင်နဲ့ဈေးကြီးနေပြီးတော့ဖြောပြပွဲကနေရတဲ့ငွေရဲ့45%ကိုသူ့ကိုပေးရမယ်လို့ပြောပါတယ်။မြန်မာကားတွေကလိုမျိုးတယောက်ထဲနဲ့တင်အတန်ဆုံးထွက်နေတာကြောင့်ကလပ်ပိုင်ရှင်အတွက် T1 ကတော်တော်လေးတက်တာနေပြီပဲဖြစ်ပါတယ်။ဒါကြောင့်ကလပ်ပိုင်ရှင်က T1 ကတက်တာသွားတာနဲ့တင်ငါ့အတွက်တွက်ချေခိုင်းနေပြီ။ဒီတော့မင်းတောင်းသလောက်ပေးမယ်သွားအစွမ်းပြလိုက်တော့လို့ဝမ်းသာအားရပြောလိုက်ပါတယ်။စင်ပေါ်စားတက်ကလေးကပေါက်တက်ကရစကားတွေကြောင့်ပြည်သက်ကမျက်မုံကျိုးနေခဲ့ပြီးပေါက်တက်ကရစားသားတွေကိုထက်ကြားတဲ့အချိန်မှာတော့ကလပ်တစ်ခုလုံးပွဲစုသွားခဲ့ပါတယ်။မျိုးမြစ်တာခံယူနေတဲ့ဘန်ကိုဝါတာကကာတာနာနှစ်ချောင်းနဲ့စွန်ကြီးစာလောင်းပေးလိုက်ပါတယ်။ဘန်ကလည်းအားကြမခံဝါတာကိုဒုံးကြီးတလန်းနဲ့ပြန်စော်ပြန်ပါတယ်။ဒီအချိန် race ရောက်လာခဲ့ပြီးတာကြီးလျက်အောင်မင်းအစော်ခံရလိမ့်မယ်လို့သတိလာပေးနေခဲ့ပါတယ်။ဒီအခါမှာတော့ဘန်ကနောက်ဆုတ်လိုက်စမ်းငါဒီကိုဂီတာတီးဖို့လာခဲ့တာငါတီးမှာကဒီလိုမျိုးပဲကွာလို့ပြောရင်းနဲ့ပစိန်တစ်ဖြစ်လဲဂီတာကြီးနဲ့ဝါတာကိုခုတ်လိုက်ပါတယ်။ဒါပေမဲ့ဝါတာကအလင်းမြန်ကာလိုက်တဲ့ကြောင့်ဂီတာဟာအလေကနေတက်ပိုင်းကျိုးသွားခဲ့ပါတယ်။ဝါတာကလည်းဘန်ကိုပြန်စော်ခဲ့ပြီးစတိတ်စင်ကြီးပြိုကျတဲ့အထိပါအခြေအနေဆိုးသွားခဲ့တာပါ။အာချီကလည်းငါတို့သွားတဲ့နေပြီလို့ပြောင်းပြတာကြောင့်ဘန်ကငါနုပညာအတွက်ထိုက်တင်တဲ့လောက်မျက်နှာခံပြီးတင်တာပဲလို့ရေကျွတ်လိုက်ပါတယ်။ဘေးဟက်ကိုမသိပါဘူးလို့ဘူးခံညင်းခဲ့တဲ့အာချီတို့တတိုက်ကိုဘေးဟက်ရဲ့အနားမှာမြင်ရတဲ့အခါမှာတော့ခဲလဝေကငါမင်းတို့ကိုမြင်ရတယ်ငါ့ကိုလိန်နေမအေးဘူးလို့လမ်းကျိန်ဆဲလိုက်ပါတယ်။အခြေအနေမဟန်မှန်းသိတဲ့ဘေးဟက်တစ်ဖြစ်လဲဘန်ကသူ့ဘော်ဒါတွေကိုတော့မှမစောင်းတော့ဘဲနဲ့နိုင်ရန်ကိုဖောက်ပြီးလစ်ပြေးသွားခဲ့ပါတယ်။လမ်းကြားတစ်ခုရဲ့အရောက်မှာတော့ဘန်ကမျက်နှာဖုံးကိုချွတ်ပစ်လိုက်ပြီးတော့ဒီမျက်နှာဖုံးကဘာကောင်းကျိုးမှမဖြစ်စေဘူးဆိုတာကိုသူကောင်းကောင်းနားလည်သွားခဲ့ပါပြီ။ပွဲကင်းတွေကထွက်ပြေးလာတဲ့သူတွေထဲမှာဘန်နဲ့ပထမဆုံးပြန်ဆုံတာကတော့ဟူကိုပဲဖြစ်ပြီးတော့ဘန်စီကမျက်နှာဖုံးကိုလက်လွဲယူခဲ့ပါတယ်။ဟူကိုကမျက်နှာဖုံးကိုပြုံပြုံကြီးကြည့်နေရင်းနဲ့စိတ်ကူးထဲမှာကျောင်းတုံးကစီနီယာတွေကိုကောင်းကောင်းကြီးပြန်သမားနေခဲ့တာပဲဖြစ်ပါတယ်။သူတို့၄ယောက်ပြန်ဆုံတဲ့အချိန်မှာတော့ race ကငါမျက်နှာဖုံးကြောင့်ဘလောက်တောင်ယူသွတ်သွားလဲဆိုတာကိုသိရတာနဲ့ဘန်ရလို့အပြစ်တင်ပါတယ်။ဒီစကားကိုကြားတော့ဘန်ကလည်းမင်းကအစကတည်းကယူနေတာလေမျက်နှာဖုံးကြောင့်လို့တော့ဘယ်ထင်ပါမလဲစနက်ကီယာလို့ပြန်ပတ်ပါတယ်။
ကဲဒါဆိုရင်တော့ဒီမျက်နှာဖုံးကမကောင်ဘူးဆိုတာကိုငါတို့သိသွားပြီဆိုတော့ဒီမျက်နှာဖုံးကိုဖျက်ဆီးပြစ်နိုင်ဖို့မျှော်လင့်ပါတယ်လို့အာချီကပြန်ပြေးတဲ့အနေနဲ့ပြောလိုက်ပါတယ်သူတို့အိမ်သားကိုရောက်တဲ့အချိန်မှာတော့သူတို့ကိုစောင့်နေတဲ့ကဲလာဝေးနဲ့ပတ်ပင်းတိုးခဲ့ပြီးကဲလာဝေးကမင်းတို့ကားကိုကလပ်ရှိမှာထားခဲ့ရုံနဲ့ငါ့ကိုမျက်ခြေပြတ်နိုင်မယ်ထင်နေလားတငယ်ချင်းလေးလို့အာချီကိုလှမ်းထေးလိုက်ပါတယ်အဖမ်းခံရမှုကိုကြောက်သွားတဲ့ဟူကိုကမျက်နှာဖုံးကိုကမန်းကရန်တက်ဆင်လိုက်ပြီးတော့ဒီတစ်ခါမှာတော့သူ့ရဲ့အသွင်ပြင်ကရှေ့ကတက်ဆင်သူတွေနဲ့တော်တော်လေးကိုကွဲပြားသွားခဲ့ပါတယ်ကဲလာဝေကသူတို့ရဲ့ဂုတ်ကိုဆွဲပြီးတော့ငါလူတွေမင်းတို့ကိုရှာနေတုံးလေးမှာငါတို့တွေစကားလေးနည်းနည်းလောက်ပြောရအောင်လို့ပြောလိုက်ပါတယ်ကဲလာဝေကဘေးဟက်ကိုဖမ်းကျင်နေတာထက်မျက်နှာဖုံးကိုပြန်အပိုင်စီးကျင်နေတာပဲဖြစ်ပါတယ်ဒီအချိန်မှာကဲလာဝေကဟူကိုပျောက်နေတာကိုသတိထားမိသွားခဲ့ပြီးတော့ဟေးအာချီမင်းတပည့်လေးဟူကိုလို့လှမ်းမေးလိုက်ပါတယ်ပြီးတော့မှအတွေးပေါက်သွားခဲ့ပြီးဒီကောင်ကိုတော့နောက်မှဖမ်းတော့မယ်ဝေးလန်လန်ပြေးရလောက်အောင်ညံသိကောင်းတဲ့ကောင်မှမဟုတ်တာလို့ကဲလာဝေကနေနေကြကြပြောလိုက်ပါတယ်တက်လက်ပိုင်းယောက်ျားတယောက်ပုံစံပြောင်းသွားတဲ့ဟူကကဲလာဝေးရဲ့စကားကြောင့်အေးပါကွာငါကငတုံးကြီးပါရဲသားကြီးရဲ့လို့စိတ်ထဲကနေကြိတ်လောင်လိုက်ပါတယ်တစ်ဆက်တည်းမှာပဲငါမှမျက်နှာဖုံးရှိနေပြီဒီတော့အစွမ်းနေလဲငါလက်ထဲမှာပဲဒီအချိန်တွေကိုထိန်းချုပ်နိုင်တာကငါပဲမင်းမဟုတ်ဘူးလို့စိတ်ထဲကနေကျိန်းသွားလိုက်ပါတယ်ထူကြတာကအမြဲလိုဆေးကွဲနေလေရှိတဲ့ဟူကိုရဲ့မျက်နှာဖုံးထဲကနေမြင်ရတဲ့အမြင်ကသူများတွေနဲ့ကွဲပြားနေခဲ့ပါတယ်